2024-25 ချန်ပီယံလိဘောလုံးပွဲမှာ PSG အသင်းကအင်တာမီလန်ကို9 ဂိုးပြတ်နဲ့ခြေစွမ်းပြနိုင်ယူပြီးအသင်းသမိုင်းတစ်လျှောက်ပထမဆုံးချိန်ချန်ပီယံလိဖလားစုကူးနိုင်ခဲ့ပါတယ်။ဥရောပဖလားချန်ပီယံလိပြိုင်ပွဲသမိုင်းတစ်လျှောက်ဘောလုံးပွဲမှာ9 ဂိုးပြတ်ရလဒ်နဲ့အနိုင်ရခဲ့တာက PSG အသင်းပထမဆုံးပါပဲ။ခုဆိုရင် PSG အသင်းဟာမာဆေးနောက်ပိုင်းချန်ပီယံလိဖလားရယူနိုင်တဲ့ဒုတိယမြောက်ပြင်သစ်ကလပ်ဖြစ်လာသလိုတရားသီတွင်ဖလားသလုံးချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးပြင်သစ်လူကူကလပ်ဖြစ်ဆင်ခြင်တင်နိုင်ခဲ့ပါပြီ။နာမည်ကျော်နီးပြလူးဝစ်အင်နရစ်ကတော့မတူညီတဲ့ကလပ်နှစ်သင်းနဲ့အတူချန်ပီယံလိဖလားရယူနိုင်ခဲ့တဲ့6ဦးမြောက်နီးပြဖြစ်လာပြီးဂွာဒီယိုလာနောက်ပိုင်းမတူညီတဲ့ကလပ်နှစ်သင်းနဲ့တရားသီတွင်အဓိကဆုဖလား3ခုစုကူးခဲ့တဲ့ဒုတိယမြောက်နီးပြဖြစ်ရည်တည်နိုင်ခဲ့ပါတယ်။ဒါအပြင် PSG အသင်းဟာဥရောပဘောလုံးသမိုင်းတစ်လျှောက်တရားသီတွင်အဓိကဆုဖလား3ခုရယူခဲ့တဲ့9သင်းမြောက်ကလပ်ဖြစ်လာပါပြီ။ဥရောပဘောလုံးသမိုင်းမှာတရားသီတွင်အဓိကဆုဖလား3ခုစုကူးခဲ့တဲ့ပထမဆုံးကလပ်ကစကော့တလန်ထိပ်သီး Celtic ဖြစ်ပြီး1966-69 ရာသီတုန်းကဂန်နဝီနီးပြကြီး George Stein လက်ထက်မှာစကော့တလန်မှတ်ပေးဖလားစကော့တလန်ရှုံးထွက်ဖလားနဲ့ဥရောပဖလားတွေရရှိခဲ့ပါတယ်။1981-82 ရာသီမှာနယ်သာလန်ထိပ်သီး Ajax အသင်းဟာဒီပြကြီး Steven Gerrard ရဲ့ဦးဆောင်မှုနဲ့အတူ Dutch အမှတ်ပေးဖလား Dutch ရှုံးထွက်ဖလားဥရောပဖလားတွေရယူနိုင်ခဲ့ပါတယ်။တရားသီအတွင်းဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့တဲ့တတိယမြောက်ကလပ်ကလည်းနယ်သာလန်ထိပ်သီး PSV ဖြစ်ပြီး1989-88 ရာသီမှာနာမည်ကျော်နီးပြ Gas Hiddink ကအသင်းတွေဖလားသုံးလုံးရယူပေးခဲ့ပါတယ်။ Premier League ထိပ်သီး Manchester United ကတော့ဂန်နဝီနီးပြ Ferguson လက်ထက်1998-99 ရာသီမှာ Premier League, FA ဖလားချန်ပီယံလိဖလားတွေရရှိခဲ့ပြီးအင်္ဂလိပ်ကလပ်တွေထဲမှာတရားသီတွင်ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးကလပ်ဖြစ်ဆင်ခြင်တင်နိုင်ခဲ့ပါတယ်။တီကီတာကာကစားကွင်းနဲ့အတူကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ဘာစီလိုနာအသင်းဟာဂွာဒီယိုလာလက်ထက်မှာ2008-2009 ရာသီတုန်းကလာလီဂါစပိန်ဘီယံဖလားချန်ပီယံလိဖလားတွေရယူနိုင်ခဲ့ပါတယ်။စီးရီးရဲ့နာမည်ကျော်ကလပ်အင်တာမီလန်အသင်းဟာပေါ်တူဂီနာမည်ကျော်နီးပြကြီးမော်ရီယိုလက်ထက်2009-2010 ရာသီမှာစီးရီးရဲ့ကိုပါအီတာလီယာနဲ့ချန်ပီယံလိဖလားတွေပိုင်ဆိုင်ခဲ့ပြီးစီးရီးရဲ့ကလပ်တွေထဲမှာဖလားသလုံးချန်ပီယံဖြစ်ခဲ့တဲ့တသင်းနဲ့သောကလပ်အဖြစ်ရည်တည်နေတာဖြစ်ပါတယ်။ဘူနစ်လီဂါထိပ်သီးဘိုင်ယန်မြူးနစ်အသင်းကလည်းဂျက်ဟီနက်စ်ရဲ့ဦးဆောင်မှုနဲ့အတူ2013 ရာသီမှာဖလားသလုံးချန်ပီယံဖြစ်ခဲ့ပြီးသူတို့ရဲ့အောင်မြင်မှုကိုတခြားဂျာမန်ကလပ်တွေအမီမလိုက်နိုင်သေးပါဘူး။ထူးထူးခြားခြားအဖြစ်တရားသီတွင်ဖလားသလုံးချန်ပီယံမှတ်တမ်းကိုအကြိမ်ထိရယူနိုင်ခဲ့တာကဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်နှစ်သင်းသာရှိသေးပြီးဘာစီလိုနာအသင်းကလူးဝစ်အင်နရစ်ကိုင်နေခဲ့တဲ့2014-15 ရာသီနဲ့ဘိုင်ယန်မြူးနစ်အသင်းကဟန်စီဖလစ်လက်ထက်2019-20 ရာသီမှာဖလားသလုံးစုကူးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်2020-23 ရာသီမှာဂွာဒီယိုလာရဲ့မန်စီးတီးအသင်းကအသင်းသမိုင်းတစ်လျှောက်ပထမဆုံးချန်ပီယံလိဖလားပိုင်ဆိုင်ခဲ့သလိုဖလားသလုံးချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။